မျိုးသားညီညွတ်ရေးအစိုးရက80နှစ်ပြည့်ဖက်စစ်တော်လှန်ရေးနေ့ခမ်းနားသို့ပေးပို့သည့်တဝင်လွှာတစ်စောင်ကို2025ခုနှစ်မတ်လ29ရက်နေ့မှာထုတ်ပြန်လာပါတယ်။ယနေ့2025ခုနှစ်မတ်လ29ရက်နေ့သည်လက်နက်အားကိုဖြင့်အနိုင်ကျင့်ကျူးကျော်နေချက်ဖက်စစ်ဝါဒီများအားမြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားပြည်သူများအားလုံး၏သွေးစည်းညီညွတ်မှုဖြင့်မြန်မာမြေပေါ်မှအမြင့်ဖြတ်တော်လှန်တိုက်ထုတ်ရန်စတင်ခဲ့သည့်80နှစ်ပြည့်မြောက်သည့်ဖက်စစ်တော်လှန်ရေးနေ့နေထူးနေ့မြတ်အခါသမယဖြစ်ပါသည်အတိတ်သမိုင်းတွင်မြန်မာပြည်သူလူထုတရက်လုံး၏လွတ်လပ်ခွင့်အချုပ်အခြာအာဏာပိုင်စိုးခွင့်တို့ကိုလက်နက်အားကိုအနိုင်ကျင့်ကာနယ်မြေချဲ့ထွင်သိမ်းပိုက်ခဲ့ကြသောနယ်ချဲ့ဖက်စစ်တပ်များ၏အတ္တမဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုများကိုနယ်မြေဒေသအသီးသီးမှတိုင်းရင်းသားပြည်သူများသည်နယ်မြေအလိုက်တီးခြားစီတော်လှန်တိုက်ခိုက်ခဲ့ကြရာမှနောက်ပိုင်းတွင်စူးစီးညီညွတ်မှုအပြင်ပူးပေါင်းတော်လှန်တိုက်ခိုက်မှသာနယ်ချဲ့တို့ကိုအပြီးတိုင်မြမမြေပေါ်မှမောင်းထုတ်နိုင်မည်ကိုသတိပြုမိလာခဲ့ကြပြီးတိုင်းရင်းသားလူမျိုးစုများအကြားစီလုံးညီညွတ်မှုအပြန်အလှန်ယုံကြည်လေးစားအတိမတ်ပြုမှုတို့ခိုင်မာစွာတည်ဆောက်၍လက်တွဲညီညီတွန်းလှန်တိုက်ခိုက်ခဲ့မှုကြောင့်ဖက်စစ်နယ်ချဲ့ကိုအောင်မြင်စွာမောင်းထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်ယခုအချိန်တွင်တိုင်းရင်းသားပြည်သူလူထု၏အခွန်ပဏ္ဏချွေးနှဲစာဖြင့်တည်ဆောက်ထားသည့်နိုင်ငံတော်ကာကွယ်ရေးရန်များသည်ကိုကျိုးအတ္တဖက်ပြီးညံပြင်းသည့်အကြမ်းဖက်စစ်အုပ်စု၏အတ္တမအာဏာလူယူခဲ့မှုကြောင့်ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရမည့်စစ်တပ်အဖြစ်မှပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုရန်ပြုချင်းချောက်ဖျက်ဆီးနေသည့်ဖက်စစ်စစ်တပ်အတွင်သို့ကူးပြောင်းလာခဲ့သည့်အတွက်တိုင်းသားပြည်သူလူထုတရက်လုံးကနေရာအနှံ့တိုက်ခိုက်တော်လှန်ခဲ့ကြရာခေတ်သစ်ဖက်စစ်တော်လှန်ရေးကာလဟု၍ပင်ရည်ညွှန်းရပေမည်ခေတ်ဆက်ဆက်ပြည်တွင်းပြည်ပဖက်စစ်မိတ်ဆာများကိုရရနီလန်ဖြင့်တော်လှန်တိုက်ခိုက်ခဲ့ကြသည့်တော်လှန်ရေးဖြစ်စဉ်များအတွင်အသက်သွေးချွေးစရေ၍ပေးဆက်ခဲ့ကြသည့်တိုင်းရင်းသားပြည်သူများအားလုံး၏ဆွန့်လွတ်အနစ်နာခံမှုနှင့်တော်လှန်ရေးသစ္စာဒိဋ္ဌံကိုကျွန်ုပ်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အစဉ်အမြဲအောက်မေ့သတိရလေးစားဥညွတ်ပါကြောင်းအလေးနက်ဖော်ပြအပ်ပါသည်ကျွန်ုပ်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အတိတ်သမိုင်းကာလများ၌တိုင်းရင်းသားပြည်သူများအားလုံးစူးစီးညီညွတ်မှုအပြန်အလှန်ယုံကြည်လေးစားအတိမတ်ပြုမှုတို့ဖြင့်အောင်ပွဲကိုစုခူးနိုင်တဲ့ကဲ့သို့ယခုခေတ်သစ်ဖက်စစ်မိတ်ဆာအကြမ်းဖက်စစ်အုပ်စုအားတိုက်ခိုက်နေကြသည့်ပြည်သူ့ຫນွေဦးတော်လှန်ရေးတွင်လည်းတိုင်းရင်းသားပြည်သူများအားလုံးအကြားဟန်ချက်ညီညီလက်တွဲဆောင်ရွက်လျက်ရှိပါကြောင်းနှင့်မကြာမီကာလတွင်ပြည်သူများအားလုံးအတွက်အောင်ပွဲများစုခူးနိုင်ပြီးအသစ်ပြန်လည်တည်ဆောက်မည့်ဖက်ဒရယ်တပ်မတော်ကိုဖက်စစ်တရေဆိုကင်းစင်၍ပြည်သူကိုအလေးထားကာကွယ်ပေးသောပြည်သူတပ်မတော်တရက်အဖြစ်ထူထောင်နိုင်ရန်မျှော်မှန်းဆန္ဒပြုရင်းဤသဝင်လွှာအားပေးပို့အပ်ပါသည်အမျိုးသားညီညွတ်ရေးအစိုးရလို့ဖော်ပြပါရှိပါတယ်ရှင်။